တကယ်ချင်းများအားလုံးမင်္ဂလာပါနော်ဒီမူလေးတော့ကြိုက်ရင်တော့ကန်ဆန်းလို့ရတော့စမယ်ရဒီသုံးလုံးကိုဒီသုံးလုံးရှစ်ဒီသုံးလုံးခွန်ကိုရှစ်ခွန်စီနီယာဆင်းလာတဲ့ဥစ္စာကိုပြန်ဖြေထားတော့ဗောနော်ဒီသုံးလုံးကိုဒီသုံးလုံးကိုလို့ရိုက်တယ်သူကပထမကြောမှာကိုဒီသုံးလုံးရှစ်ကိုဒီသုံးလုံးရှစ်လို့ဒုတိယကြောမှာရိုက်တယ်ဗောနော်အဲ့တော့ဒီသုံးလုံးခွန်ကိုဒီသုံးလုံးခွန်ဖြစ်ဖို့ဆိုရင်တော့တစ်ထည့်ပေါ့နော်ဒါတော့နီးရပါတော့ဒီကွနဲ့ဝင်လာတော့ရအောင်မဝင်လာဘူးဆိုတော့မတတ်နိုင်ဘူးနော်တော့ဆိုတော့ကျွန်တော်တို့ဝါရဏရတင်သေးတာပေါ့နော်ဝါရဏပါတော့ကံပေါ့ကင်နာတော့တနည်းဒီနှလုံးတက်ပေါ့နော်ဒီနှလုံးတက်ကိုဒီနှလုံးတက်နေရိုက်တော့ဒီနှလုံး6ရဲ့2ရဲ့8ပေါ့နော်နှလုံး8ကိုဒီနှလုံး8နဲ့ရိုက်တော့သူကထပ်ပေးမယ်ဆိုရင်တော့ဒီနှလုံး6ပေါ့နှလုံး6ကိုဒီနှလုံး6ဖြစ်ဖို့ဆိုရင်တော့4ပေါ့ဒီနှလုံး6ဒီနှလုံးရှိမှ8ဒီနှလုံး6ဒီနှလုံး6အပိတ်ကလည်းနေရာဖြစ်နေတယ်အပိတ်ကကျွန်တော်က2လိုင်းယူထားတော့ပထမတစ်လိုင်းကဒီကောင်နဲ့ယူတော့ကျွန်တော်ဒီ3လုံးခွန်ဒီ3လုံး3ခွန်တေခွန်တော့ပြောတယ်ဒီ3လုံး3ကိုဒီနှလုံး3နဲ့ရိုက်တော့နော်ကောင်းတယ်ချက်ချင်းနော်ဒီမှာတော့ပေါ်မှာနော်ဒီ3လုံးခွန်ကိုဒီနှလုံးခွန်လို့ရိုက်တော့ဒါနှလုံး3ဒါ3လုံးခွန်ဒီနှလုံးခွန်အဲ့ဆိုတော့ဒီမှာ3လုံး4ပေါ့နှလုံး4ဆိုဒီနှလုံး4ဖြစ်ဖို့ဆိုရင်9နောက်ပိတ်ပေါ့ဒါ9နောက်ပိတ်နဲ့3လုံး4နှလုံး49နောက်ပိတ်နဲ့တကယ်လို့သူကအဲ့လိုမလာဘဲနဲ့ဒီဖက်ကနေလာမယ်ဆိုရင်ဒီနှလုံးခွန်ကိုဒီ3လုံးခွန်ကိုရိုက်ခဲ့မယ်ဆိုရင်ဒါခွန်နောက်ပိတ်ဒီနှလုံး4ကိုဒီ3လုံး4လို့ရိုက်ခဲ့မယ်ဆိုရင်ဘောနော်အဲ့ဒါဒီနှလုံး8ကိုဒီ3လုံး8လို့ရိုက်မယ်ဆိုရင်တက်4ခွန်နောက်ပြီးတော့တက်4ခွန်ပြီးတော့တက်4ခွန်တက်4 5ဒါမှမဟုတ်လို့ရှင်သူကထိတ်စီရထားอยู่เนาะ3လုံး9ဖြစ်ပြီးတော့
6ထိပ်ဖြစ်လို့ဒီ3လုံးခွန်ကိုဒီ3လုံးခွန်လို့ရိုက်တာလားပေါ့နော်ဒီ3လုံး8ကိုဒီ3လုံး8လို့ဖြစ်ပြီးတော့3ထိပ်ရပြီးတော့ဆိုတော့ဒီ3လုံး4ကိုဒီ3လုံး4လို့ရိုက်တာလားနော်ဒီ3လုံးခွန်ကိုဒီ3လုံးခွန်လို့တစ်ထိပ်ရပြီးတော့ ਨੇ ဒီ3လုံး3ကိုဒီ3လုံး3လို့ရိုက်မှာဆိုရင်နေပိတ်နော်ဟယ်လိုဒါ3ကွက်ထွက်တော့ဗောနော်ဒီတစ်ထိပ်နဲ့ဒါ3ကွက်ထွက်တာဗောနော်ရှင်းမှထင်တာပဲရှင်းပြန်ကြည့်ရဒီနေပိတ်ကတော့ဒီလိုရှိတော့ဗောနော်ဒီ3လုံးခွန်ဒီ3လုံးခွန်ဗောဒီ3လုံး4ဒီ3လုံး4ဗောနော်ဒီ3လုံး3ဆိုရင်ဒီ3လုံး3ဖြစ်ဖို့ဆိုတော့နှစ်ပိတ်ပါနော်ဟုတ်လားနော်ကဲကြိုင်လည်းကန်စားနိုင်ပါတယ်နော်ဒါအသက်နီးဝါရဏရတာဖြစ်ပါတယ်နော်ဝါရဏပါလို့ကျွန်တော်တင်ပေးတာပါကြိုင်မှာကန်စားနိုင်ပါတယ်နော်အားလုံးမင်္ဂလာပါ thank you ကဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်ဗျာ